နေရာမှာဖျားကန်လုံးဝမလို့တဲ့အိမ်မှာဖျားသခင်ကိုကျင်းဝတ်စေခြင်းနဲ့ဖျားသခင်ကိုနေရာယူစေခြင်းနဲ့ဆိုတဲ့အိမ်ကဒူးဆက်ကိုပင်ဖျားမယ်တဲ့အိမ်မှာဒူးဆက်ရှိဖျားခင်နေရာယူလို့မရအဲ့ဒါဘာဖြစ်လို့တင်ပြင်းမောက်တော်တွေနေရာပေးလေဟုံးဆက်တွေလက်ခံလေအဲ့ဒီဒူးဆက်ကိုဖေရှားစေခြင်းလို့ဖြစ်မာနနေရာယူတဲ့အရာကိုမရှိစေခြင်းလို့ဖြစ်အဲ့ဒါကိုဟုံးဆက်လုံးတဲ့အခါမှာသိဂုံယူပါတဲ့လို့တဲ့ကောင်းတဲ့အလုပ်ကိုလုပ်နေတယ်ဆိုတာသိကိုသိတာဘာဖြစ်လို့ဆိုတော့ဒီဟုံးဆက်လက်ခံနေတဲ့မြတ်မောက်တော်နေရာပေးတဲ့အခါဒီနေရာမှာမာနရဲ့လုံဆောင်မှုတွေနေရာယူလို့ရမယ်လို့ပြင်ချင်တာမရတော့ဘူးဘာဖြစ်လို့လဲဖျားရဲ့တန်ရှင်းတဲ့မြတ်မောက်တော်ကဒီမှာနေရာယူလို့မတန်ရှင်းတဲ့နေရာကနေရာလာလူရုံမယ်မရတော့အဲ့ကြောင့်မို့ဒီနေ့ကျွန်တော်အသက်တာထဲမှာမိသားစုထဲမှာမြတ်မောက်တော်များနေရာပေးဖို့လိုရတာဖြစ်ဒီမှာဒီဆရာရဲ့ပြည့်နေတဲ့အခါမှာဖျားတကယ်ကောင်းကြီးဖို့မစဉ်းစားဘူးဖြည့်ဆည်းဖို့စဉ်းစားဒီစားရှိတဲ့အရာမှာဖျားကောင်းကြီးမှာမလားအဲ့တော့ဒီမိသားစုသူဖျားကောင်းကြီးမြောက်ခံစားရဖို့အတွက်ဒီမိသားစုထဲကဒူးစားကိုဖေရှားရမယ်တန်ရှင်းခြင်းနဲ့အသက်ရှင်ဖို့တန်ရှင်းတဲ့ရင့်ပလင်ကိုပြင်ပြီးဖို့လိုရတာဖြစ်